တင်းပေးစားရသေးလားမင်းတို့ PDF တွေရနော်တိတ်ပြီးအဲ့လောက်ထိမင်းတို့တဲကြီးတိတ်မခံနိုင်သေးလားနော်မင်းတို့ကကိုချင်းစာသိရှိရဆိုလို့ရှိရင်မင်းတို့ကိုမင်းပူစုပသက်ကိုစော်ကားမှာပဲဒီလားပြည်သူမကတော့ဘာဖြစ်ဖြစ်ကွာကိုချင်းတော်လိုင်းလုံနေတာနော်ဘစုမအောင်မင်းတိတ်ပြီးတော့အဲ့လောက်ထိတဲကြီးမခံနိုင်ဒီလားနော်မင်းစစ်တဲ့အဲ့နေမှာစစ်တဲ့တွေ့ရင်ဒီလားအဲ့ဒီအိမ်နော်လူလေးတက်ခဲ့မှာအိမ်မှာမီးနဲ့ရှို့ခဲ့မှာကွာတခါတည်းကိုမင်းအိမ်နဲ့ထည့်ပြီးတော့မိဘတကြိုခဲ့မှာကွာဒီလားအဲ့လောက်ထိမင်းတို့တဲကြီးတိတ်မခံနဲ့နော်နော်မာလာစစ်တယ်ဆိုလို့ရှိရင်အဲ့ဒီကောင်တွေကွာမင်းအဲ့ဒီမှာမင်းရန်လူတဲ့ဘွားတော်တွေကွာမင်းဘယ်သူမှအာမနာဘူးကွာမင်းမိန်းမတွေအကုန်လုံးမင်းအိမ်နဲ့အကုန်လုံးပြစ်တက်ပြီးအိမ်နဲ့ထည့်ပြီးတော့မီးနဲ့ရှို့ခဲ့မှာကွာငါလို့ဆိုရင်တော့အဲ့လောက်တော့မင်းရလေစစ်တဲ့ကလုတ်တယ်နော် PDF ကတင်းကြီးခံတယ်လူတိုင်းစာနာထောက်လိုက်ရတာအမြဲတမ်းကြီးမကောင်းဘူးကွာဒီလားရင်နာတယ်ကွာအဲ့ဒါကိုကြည့်ပြီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့က2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ပါဒီကနေ့မိုးတက်12နာရီချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းကြောင်းရတွေကကျွန်တော်တို့ဒီနေ့မှာပြောဆိုဆွေးနွေးရမယ်နားထောင်ပြီးတော့သုံးသပ်ရမယ်အကြောင်းအရာတစ်ခုရှိပါတယ်ဒါကတော့ပြည်သူမိသားစုတစ်ခုနဲ့ဒီမန္တလေးတိုင်း PDF ပြည်သူဆက်ဆံရေးရဲဘော်ရဲဘက်အဖွဲ့တွေနဲ့ပြဿနာတက်ကြတဲ့ရုပ်သံဖိုင်မှာဒီရုပ်သံဖိုင်ကတော့ဒီမနေ့ခင်းမှာပဲအမတန်ပြန့်နှံ့နေပါတယ်လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်အဲ့တော့ဒီပြဿနာကဘာဖြစ်ထားလဲဆိုတော့ကျွန်တော်တို့ရုပ်သံဖိုင်ကိုအရင်ကြည့်ရပါမယ်ရုပ်သံဖိုင်ကိုတည်တည်ချာချာကြည့်ရှုပြီးရင်တော့ကျွန်တော်တို့အပြန်လန်းဆွေးနွေးပြီးတော့ဒါကဘယ်လိုမျိုးဖြစ်တင်လဲဆိုတာကိုအားလုံးဝိုင်းဝန်းပြီးတော့အဖြေရှာကြည့်ပါမယ်အဲ့တော့ဖြစ်သွားတဲ့ပြဿနာရုပ်သံဖိုင်အစအဆုံးကိုကျွန်တော်တို့အတူတူကြည့်အောင်ပါ哇，是哪里说哪去的？是哪里说哪东西的？ကျမတို့က Starlink ကိုသုံးဝင်ပြလာတယ်ဒါပေမဲ့အခါချင်းဝင်ယူပြီး看见我有比较的，都嘛我们了不？不罗安的路嘛人家阿公龙，不罗安的嘛人家阿公龙不罗跑。အိမ်ပေါ်မှာနော်ကျမတို့မှတက်တည်ရှိတယ်အိမ်ပေါ်မှာဟုတ်ပြောလိုက်တော့ဒီထဲမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်အခုကအရေးပေါ်အုပ်ချုပ်ရေးဥက္ခရာကိုယ်တိုင်ဖမ်းခိုင်းလိုက်တာစပါတာကိုဖုန်းခေါ်လိုက်အခုကျွန်တော်ပြောပြမယ်စပါတာနဲ့မဆိုင်ဘူးစပါတာနဲ့မဆိုင်နေတာမဟုတ်စပါတာနဲ့မဆိုင်နဲ့ဆိုင်တဲ့လူတွေပြောလိုက်ဗျာနော်ရှင်းရှင်းလေးပဲခုဒီအိမ်နဲ့ဆိုင်တဲ့လူကိုပြောလိုက်ဘယ်သူတော့ရာရှိဒီမှာကြည့်အောင်သူတောင်းနေတယ်ဓမ္မတုံးတော့ရာရှိလည်းတောင်းနေပြီဆိုတာပြောလိုက်ခေါ်လာရာရှိဒီခေါ်ပြီးသူရောဆောအားတယ်လို့လေခေါ်ပြီးသူရောလေဒီမှာအဲ့ဒီစကားလိုက်ခဲလာလို့အဲ့ဒါမို့ရေးပေါ်အခုဒီမှာအခုဒီမှာကိုရိုင်းအခုရောဘယ်မှာကြာနေလဲဒီမှာရောကြောက်လို့ကြောက်တယ်အခုအကုန်လုံးကိုကြောက်တယ်အကုန်လုံးဖြစ်လာတယ်ကြောက်တယ်ဗီဒီယိုလည်းကြောက်တယ်ဒါနဲ့ပြောလိုက်တော့အိမ်ပေါ်မှာတက်ဖြုတ်လို့ရတယ်အခုကအခါမှာရေးပေါ်ဆိုရင်ဥက္ကရာကြီးခင်ဗျားတို့ကိုလိုက်ရှင်းလိုက်ခဲ့လိုက်လိုက်တယ်မရှိဘူးယူသွားတာဟုတ်ပြီနော်